အားလုံးပဲတခိယေရှုခရစ်တော်နာမတော်နဲ့မင်္ဂလာပါဒီကနေ့မှာပေးခဲ့ခြင်းနဲ့မစ္စလေးကတော့အခု line ပေါ်မှာလူများမင်းနေတဲ့ဘုရားသခင်ကိုဘယ်သူဖန်ဆင်းတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဗောနော်နေငယ်ပြောပြချင်တာဖြစ်တယ်ဗောနော်အဲ့တော့ဘုရားသခင်ကိုဘယ်သူဖန်ဆင်းတယ်လဲဆိုတော့ပထမဆုံးတေချာတဲ့အရာလေးတစ်ခုတော့ပြောပြချင်တယ်ဘုရားသခင်ကိုလူကမဖန်ဆင်းပါဘူးလို့နော်ဘုရားသခင်ကိုလူကဖန်ဆင်းလို့လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လူဖက်ကဘုရားကိုဖန်ဆင်းမဲ့ဆိုတော့ဘုရားကလူထက်နှိမ်တော်သူဖြစ်သွားမယ်။အဲ့ဒါကြောင့်မလို့လဲကျွန်တော်ကလူကဘုရားကိုဖန်ဆင်းလို့မရဘူး။နောက်ကျတာလေးကတော့သေချာနေတော့အဖြစ်တစ်ခုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လည်းဘုရားကတော့လူကိုဖန်ဆင်းလို့ရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဘုရားဆိုတဲ့ဟာကသူ့မြင့်မြတ်တော့ပုံဘူးဖြစ်တယ်။သူကျွန်တော်လည်းစံထားမဲ့အရာတွေသူ့စီမှာရှိရမဲ့စံချိန်တွေရှိပါတယ်။အဲ့တော့အဲ့လိုသတ်မှတ်ထားတဲ့စံနဲ့နေတာဖြစ်တဲ့အတွက်ကျွန်တော်လည်းလူထက်အများကြီးမြင့်မြတ်သက်ရှင်သောသူဖြစ်တယ်။နောက်ပါဝင်တေချင်းကိုအောင်သောဘုရားဖြစ်တယ်။ဘေတော့မှမပြောင်းလဲသောမနေ့ယနေ့နောက်ကာလစီမြေအသက်ရှင်တော်မူသောထာဝရတည်မြဲနေသောဘုရားဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လူကိုတော့ဘသူကဖန်ဆင်းတယ်လို့ပြမြင်မယ်ဆိုတော့လူကိုတော့ဘုရားကပဲဖန်ဆင်းတာဖြစ်ပါတယ်လို့ကျွန်တော်ကတော့သမာကျမ်းစာပူကခြင်းအဖြစ်ဖြေချပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့လောက်လေးအဖင်ခွန်အားယူဖို့ရပြောပေးချင်တာဖြစ်ပါတယ်ရောက်စီတိုင်းမှာဖျက်ခင်ကောင်းချီးချပေးပါစေ